မျိုးသမီးဖြစ်သူကသားဦးလေးတစ်ယောက်ကိုမွေးဖွားခဲ့ပေမဲ့အမျိုးသားကတော့အလွန်ဒေါသထွက်နေခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးဟာလူသူမနီးတဲ့ကျွန်းပြက်ကြီးပေါ်မှာပဲကြီးပြင်းလာခဲ့ရပြီးကလေးတစ်ယောက်ကိုဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာလုံးဝနားမလည်ကြတဲ့အတွက်ဒီကလေးဟာသူတို့အတွက်ဝင်ထုတ်ဝင်ပိုးတစ်ခုဖြစ်လာတယ်လို့သူခံစားခဲ့ရလို့ပါ။ဘိုက်စာလို့ငိုရိုနေတဲ့ကလေးငယ်ကိုကြည့်ပြီးသူတို့တွေးမိသမျှကတော့တတိတွေကျွေးဖို့ပဲဖြစ်ပါတယ်။လူစီကကလေးကိုပွေးချီလိုက်ပြီးသူတို့ဘာတွေမှားယွင်းခဲ့တယ်လဲဆိုတာကိုသဘောပေါက်သွားတဲ့အချိန်ထိကလေးငယ်ကတော့စက်တိုက်ငိုနေခဲ့ပါတယ်ဒီကျွန်းပြက်ကြီးပေါ်မှာတော့အခြေခံကြဆုံးရှင်သန်မှုအတတ်ပညာကရေကူးခြင်းပဲဖြစ်ပါတယ်လူစီရဲ့ဂယုတစိုက်တင်ကြားပြတပေးမှုကြောင့်အသက်2လအရွယ်ကလေးငယ်ဟာရေထဲမှာလွတ်လွတ်လပ်လပ်လှုပ်ရှားတတ်သွားပါပြီဂျက်တယောက်ကလေးငယ်ရေပေါ်မှာပေါ်လို့ပေါ်နေတာကိုပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အခါမှာတော့အံ့အားသင့်သွားပြီးအနှဲငယ်တောင်စိုးရိမ်မိသွားပါတယ်ဒီနေ့မှာတော့ဂျက်ကအစားအစာရှာဖို့အပြင်ထွက်သွားတော့သူ့ဇနီးဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်သူဟာခြုံပုတ်တွေထဲမှာပုံအောင်နေတဲ့လူသားစားမျိုးနွယ်စုတွေကလူစီနဲ့ကလေးကိုဖမ်းခေါ်သွားပြီလားဆိုပြီးအလန့်တစာနဲ့တောအုပ်ထဲပြတလဲပြေးလွှားရှာဖွေခဲ့ပါတယ်။သူဟာလူသားစားတွေကိုလှမ်းမြင်လိုက်ရတာကြောင့်ဇနီးနဲ့သားဖြစ်သူကိုကယ်တင်ဖို့လက်နက်တွေယူရန်အိမ်ကိုအမြန်ဆုံးပြန်ပြေးခဲ့ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအိမ်ပြန်လန်းတစ်ဝက်မှာတင်လူစီနဲ့ကလေးကိုပြန်ဆောင်ခဲ့ပါတယ်။သူတို့ကိုဘေးကင်းလုံခြုံစေချင်တာကြောင့်ဂျက်ကဒီကျွန်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပေမဲ့လူစီကတော့စိတ်ပိုင်းဖြတ်ပြီးသားဖြစ်နေပုံရပါတယ်။သူမကနှုတ်ဆက်လျက်ခေါင်းညှိပြပြီးသူတို့ရဲ့ပစ္စည်းတစရာတွေကိုစတင်ထုတ်ပိုးကြပါတော့တယ်။သူဆောင်နေတော့လူစီကသူ့ကိုဆောင်ရင်အိပ်ပျော်သွားခဲ့ပါတယ်။သူတို့မသိလိုက်ပဲနဲ့လှေငယ်လေးဟာကမ်းခြေကနေတဖြည်းဖြည်းနဲ့ဝေးရာကိုမျောပါသွားခဲ့ပါတယ်။ဆက်စုတက်တဲ့ကလေးငယ်ကတော့သူ့ဖေလို့တလို့လိုက်တူပါပြီးလှေကိုကမ်းခြေဘက်ပြန်ရောက်အောင်တက်မနဲ့လှော်ခတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူကတက်မကိုရေထဲအစင်မချင်းချမိလိုက်ပါတော့တယ်။စူညံတန်ကြောင့်လူစီနိုးလာတဲ့အခါမှာတော့လှေကကမ်းနဲ့အတော်လန်းကိုမျောနေပြီဆိုတာတွေ့လိုက်ရပါတယ်။သူမကကျန်တဲ့တက်မတစ်ခုကိုဆွဲယူပြီးလှေကိုနောက်ပြန်တွန်းဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။လှေကစက်တိုက်မျောပါနေတာကြောင့်လူစီကအသေးအတန်အော်ဟစ်အကူအညီတောင်းပါတော့တယ်။ဂျက်ကသူ့ဇနီးရဲ့အော်ဟစ်တန်ကိုကြားလိုက်ရချင်းရေထဲကိုချက်ချင်းခုန်ဆင်းပြီးတက်နိုင်သမျှအမြန်ဆုံးကူးခတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအကောင်ကြီးမားတဲ့ငါးမန်းတစ်ကောင်ကအနီးနားမှာပေါ်လာပါတော့တယ်။ဂျက်ကလှေစီကိုကူးခတ်နေတော့မှပဲသူဟာအဲ့ဒီငါးမန်းရဲ့နောက်ထပ်သားကောင်ဖြစ်တော့မဲ့အတိုင်းပါပဲလူစီကကျန်တဲ့တက်မကိုအမြန်ဆွဲယူပြီးငါးမန်းကိုရိုက်နှက်လိုက်တာကြောင့်နောက်ဆုံးမှာတော့သူတို့နောက်ကိုလိုက်မလာအောင်တားဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့အန်ရီကတော့မပြီးဆုံးသေးပါဘူးစာလောင်နေတဲ့ငါးမန်းကအနီးနားမှာပဲဆက်လက်ဝဲပြန်နေစေဖြစ်ပြီးလှေကလည်းလုံးဝထိန်ချုံမရတော့ပဲကမ်းခြေနဲ့တဖြည်းဖြည်းပို့လို့ဝေးရာကိုမျောပါသွားခဲ့ပါတယ်နှစ်ရက်အကြာမှာတော့ဒီမိသားစုဟာကျေပြောလာတဲ့သမုတ်တရားအလဲကောင်မှာကူကယ်ရမဲ့စွာနဲ့မျောပါအခြေအနေမဲ့သွားကြပါတော့တယ်